ဒါတွေကတော့ကြံခဲ့တဲ့ပွဲစဉ်တွေကဟာဒီပေါ့ဗျာဒီ site ဆိုရင်2ရက်အတွင်းတခါတလေရက်လုံးမှ3ရက်ဖြစ်တယ်ပေါ့ဗျာဒါအခုဒီ16ရက်နေ့ပြီးသွားတဲ့ပွဲစဉ်မှာနှစ်ခွန်ပရိတ်ကိုကျွန်တော်က4ခွက်ပေါ့ဗျာဗိုလ်လူနေ့ဆိုပြီးကျွန်တော်တွက်တာဒါပေမဲ့အင်္ဂါနေ့ဆိုပြီးတွက်တာပြောတာအင်္ဂါနေ့ဆိုပြီးတွက်တာကိုဗိုလ်လူနေ့မှာထွက်တယ်ဗျာတခါတလေရောအဲ့လိုရှိတယ်ဒါပေမဲ့အများသောအားဖြင့်သူက2ရက်အတွင်းထွက်တာများတယ်လိုရမယ်3ရက်တင်ပေါ့ဗျာအခုဒီပွဲမှာလဲ4ခွက်ဆိုင်ပရိတ်နဲ့1ချိန်နဲ့3ရက်ကိုမကြော်ဘူးဗျာအစောကြီးလည်းထွက်မယ်4ခွက်ဆိုင်ကလေးလိုချင်တယ်ဆိုရင်တော့ကျွန်တော်ဖုန်းနံပါတ်နဲ့ Viber နံပါတ်နဲ့အတူတူပဲဗျအဲ့ဒီဖုန်းနံပါတ်ကိုဆက်သွယ်ပေးပါလို့ပြီးတော့2ရက်အတွင်း1ချိန်နဲ့2ရက်အတွင်းပရိတ်3ရက်အတွင်းပရိတ်အဲ့ဒီနှစ်ခု1ချိန်နဲ့ဆို3ခုပေါ့ဗျာအဲ့ဒါလေးဒါဒုတိယဝါဒနာရှင်များအတွက်ဒါဖရီးတင်ပြီးတာပေါ့တကယ်လို့3ရက်အတွင်းမှာဗျာဒီ4ခွက် site ကိုပဲလိုချင်ပါတယ်ဆိုရင်လည်းလိုချင်ပါတယ်ဆိုတဲ့အကိုဒီမတွေကကျွန်တော်ဒီဖုန်းနံပါတ်ကလေးပဲဖြစ်ဖြစ် Viber ပဲဖြစ်ဖြစ်ဆက်သွယ်မြင်လို့ရပါတယ်ခင်ဗျနော်သူကတော့4ခွက်ကတော့ဒါကျွန်တော်ဒါအခုမှစပြီးတော့ရောင်းတဲ့သဘောပါဖုံးပြီးဘိုးလေးပါလေးကို4ခွက်ယူမယ်ဆိုရင်တော့ဒါ1000ပေါ့ဗျာ1000ကျပ်နဲ့ကျွန်တော်ရောင်းပါလိုချင်တယ်ဆိုရင်တော့ကျွန်တော်ဒီဖုန်းနံပါတ်နဲ့ဒီ Viber လည်းဒီနံပါတ်ပဲကျွန်တော်ဒီဖုန်းနံပါတ်ကလေးဆက်သွယ်ပေးပါလို့အဲ့တော့က2ရက်အတွင်းကအတွင်း1ချိန်များဗျာနေ့အတွင်း1ချိန်များတော့ဘာဖြစ်မလဲဆိုတော့1 6နှစ်ခေါ်တော့ရှစ်တူရီဝါနာရှင်ကိုရီမရဲ့အတွက်3ရက်အတွင်းမှာဗျာအနည်းဆုံးမထွက်ဘူးဆိုရင်2ချိန်နဲ့3ချိန်ထွက်မယ်ဗျာဒါကဘိုးတို့မတို့တော့ဒါဖရီးတင်ပေးတာပေါ့ဗျာဒါလက်ဆောင်လေးနဲ့ဒါတော့12ခွက်ဆက်
ဒါကတော့12ဝက်ဆက်ပဲဗျာဒါအကိုကြီးမအတွက်ခါတိုင်းတင်ပေးနေကြလက်ဆောင်ဒါက3ရက်အတွင်းပါဗျာ2ကြိမ်နဲ့3ကြိမ်ဒီကောင်တွေကလုံးဝ90.9%ဆင်းမယ်ဗျာ3ရက်အတွင်းမှာဒါ2ကြိမ်နဲ့3ကြိမ်ပြီးတော့ဒီပွဲအခုလာမယ့်ပွဲမှာကထူးသတိထားစီချင်တာပါဝါပေါ့ဗျာနော်ပါဝါဒီ9ဝက်တော့ပါဝါကျင်းနေထွက်မဲ့ဟာပေါ့ဗျာနော်အဲ့ပါဝါ9ခွက်ထဲတစ်ခွက်ကတော့ဒါကျင်းနေတစ်ခွက်နဲ့2ခွက်ကတော့ကျင်းနေထွက်ပါပဲပြီးတော့ကျွန်တော်တို့2ရက်အတွင်း3-8 break 3-8 break 3-8 break နဲ့ဒီလိုပါရှိ3ရက်အတွင်း4 9 breakဒါဆောပြခဲ့သလိုပဲဒါဒလီမရက်လုံးမ3ရက်မြောက်ပေါ့ဗျာဒီ break နဲ့ဝင်ချင်းနဲ့တခါတည်းပြီး4ခွက်စိုက်ပေါ့ဗျာအားလုံး10ခွက်ပေါ့အဲ့ဒါကိုတီးတန့်လူချင်းနဲ့ဆိုရဲအကူကြီးမှရကျွန်တော်ကိုဒီဖုန်းနံပါတ်ကလေးဆက်သွယ်လို့ရပါခင်ဗျ Viber လည်းဒီဖုန်းနံပါတ်ပဲသုံးပါတယ်အဲ့ဒီ4ခွက်ကိုတော့ကျွန်တော်1000ကျပ်နဲ့ရောင်းပါတယ်ဒါအခုမှဆိုင်အောင်လို့ပါရာတော့ဒီဟာကတော့ဒါ3ရက်အတွင်းဒါဖရီတင်ပြီးတော့ဗျာလက်ဆောင်ပေါ့ဒီလောက်ပါတော့ဒါလာမဲ့တစ်ပတ်အတွင်းတစ်ပတ်စာအတွက်ဒါအခုညရဲ့ကြိုတင်တော့ဗျာဒါကျွန်တော်တင်ပေးတဲ့ကဏ္ဍလေးစပြီးတော့ရောင်းနေဆိုတာလည်းအခုမှစတော့ဗျာအဲ့၄ခွက်ကတော့၄ခွက်စိုက်ပြီးလို့ဒီနေ့ဆိုတော့ကျွန်တော်ဒီ3 ဆက်တယ်ဒီပါကျွန်တော်ရဲ့အကောင်ကတော့ဒါကျွန်တော်ရဲ့ YouTube အကောင့်မှာ
တစ်တော့အကောင်နဲ့ဒီကောင်ပဲသုံးပါတယ်